ခင်ဗျားတို့အနှစ်20ကျော်30လောက်ပြန်ငယ်သွားရင်လည်းဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားပါကျွန်တော်ပြောချင်တာကလွန်ခဲ့တဲ့အနှစ်20ကျော်30လောက်ကဆိုထားတဲ့ဂန္ဓဝင်သချင်းတစ်ပုဒ်ကိုဂန္ဓဝင်အဆိုတော်ကြီးအတိုင်းပဲတစ်ထပ်ထဲလုံးဝတူအောင်ဆိုနိုင်တာကိုကျွန်တော်အရန်ကြိုက်တယ်ဆက်ကြည့်အောင်ကျွန်တော်ကဒီသမီးလေးစုမြတ်ချေရဲ့အမာခံပြိတ်သက်ပါအရင်ရှေ့ဗီဒီယိုတုန်းကကျွန်တော်က AI တွေရဲ့အစ100မကပိုကောင်းတဲ့သချင်းတစ်ပုဒ်ဆိုပြီးကျွန်တော်တင်တာ AI သမားတွေအမှန်နဲ့ရောဟုတ်ဒီ message ပေါက်ထဲတွေလာပြီးဆဲလိုက်ကြတာဗျာဒါကြောင့်မလို့ AI သမားတွေဝေးဝေးရှောင်ပါလို့